ရှေ့တောင်အာရှမှာဒုတိယအကြီးဆုံးဖြစ်ခဲ့တဲ့လျှက်စစ်ဓာတ်အားပေးစက်ရုံကြီးဟာမြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးရေနံချောင်းမြို့မှာရှိခဲ့တယ်ဆိုရင်ခင်ဗျားတို့ယုံမလားရေနံချောင်းမြို့ကိုအားပေးနေတဲ့မျိုးတွေအားလုံးပဲမင်္ဂလာပါဗျဒီနေ့ကျွန်တော်တင်ဆက်ပေးချင်တာကတော့ရေနံချောင်းမြို့တစ်တပွေရက်ကွက်နောင်ရိုးထိပ်မှာရှိတဲ့လျှက်စစ်ဓာတ်အားပေးစက်ရုံဟောင်းကြီးရဲ့အကြောင်းကိုပြည့်စုံတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျအရှိတောင်အာရှမှာဒုတိယအကြီးဆုံးဖြစ်ခဲ့တဲ့ရေနံချောင်းမြို့မှာရှိတဲ့ဒီလျှက်စစ်ဓာတ်အားပေးစက်ရုံကြီးကို1920ခုနှစ်ဝန်းကျင်မှာစတင်လည်ပတ်ခဲ့တယ်လို့သိရပါတယ်။ BOC ကုမ္ပဏီကတည်ဆောက်ပြီးတခြားရေနံကုမ္ပဏီတွေကိုလည်းပြန်ပြီးဓာတ်အားရောင်းပါတယ်။ရေနံတွင်းတွေလည်ပတ်ဖို့အတွက်ရေနွေးငွေ့အင်ဂျင်အစားလျှက်စစ်အင်ဂျင်သုံးစွဲနိုင်ခဲ့တဲ့အကျိုးကျေးဇူးဟာလည်းဒီလျှက်စစ်ဓာတ်အားပေးစက်ရုံကြီးကြောင့်ပါ။ကမ္ဘာအရှေ့ပြားမှာအကြီးဆုံးလျှက်စစ်ဓာတ်အားပေးစက်ရုံကတော့နံပါတ်2ပေါ်တွင်းမှာဖြစ်ပါတယ်။ရေနံချောင်းမြို့မှာရှိတဲ့ဒီလျှက်စစ်ဓာတ်အားပေးစက်ရုံကြီးတည်ရှိခဲ့တာကြောင့်ရေနံချောင်းတစ်မြို့လုံးစက်မှုတွင်ကုန်အလုပ်ရုံတွေထွန်းကားခဲ့ပါတယ်။ရေနံချောင်းမြို့မှာရုပ်ရှင်ရုံ3ရုံအထိရှိခဲ့ပြီးတစ်နေ့ကို2ပွဲပြသတဲ့အပြင်အလွန်စီကားခဲ့တဲ့သမိုင်းဝင်မြို့ကြီးလည်းဖြစ်ခဲ့ပါတယ်။1942ခုနှစ်ဧပြီလ16-19မှာတော့ဂျပန်လက်ထဲကိုမချရောက်စေခြင်းနဲ့အင်္ဂလိပ်တို့ရဲ့မြေလံစနစ်ကြောင့်ဇန်နဝါရီ14ရဲ့အမိန့်နဲ့ဂျပန်လက်ထဲကိုမချရအောင်ဖောက်ခွဲပျက်စီးပစ်ခဲ့ပါတယ်ခင်ဗျာ။